လောကကြီးမှာလေရယူခြင်းနဲ့ပိဆက်ခြင်းကိုရှင်ပိဆက်ခြင်းကိုပဲရွေးရမယ်မိမိအကျိုးနဲ့အများအကျိုးကိုရှင်အများအကျိုးကိုပဲရွေးရမယ်ဒေါသနဲ့မေတ္တာကိုရှင်မေတ္တာကိုပဲရွေးရမယ်ပါလေသူတို့တွေအားလုံးကလေသားလေးအမေရိကပြန်လာတာကိုတွေ့ချင်လို့ဆိုပြီးလာဆောင်နေကြတာအဖိုးတွေပါမေရဲ့ကျွန်တော်အမေရိကပြန်လာတာဘာမှထူးဆန်းလို့လဲအဲ့ဒါကိုလူငွေအမီလည်းမတက်ကြနဲ့အချောင်နှိုက်တာလို့ခေါ်တယ်အမေရိကမှာဒါမျိုးမရဘူးမင်းလည်းမြန်မာဆိုတော့မြန်မာစိတ်ကလေးပြန်မွေးတင်တယ်မင်းကငါ့ကိုဘဝမေ့နေတယ်လို့ပြောချင်တာအကူကငန်ချားမှာဒါပညာတင်လာရတာပြောတာရင်ကျေးမှုလည်းတိတ်နာမလဲနေခက်ပိုင်းဆိုတဲ့မိန်းမထားရနေစိတ်ရတော့ခက်ညံ့ညံ့တန်းစားထဲမှာငါမပါဘူးအန်ကိုကြီးချိုးကန်မယ်ရုပ်လုပ်ဖို့ကြံနဲ့နော်နေကအတိုင်းနဲ့အဝိုင်းနဲ့လိုင်းပေါ်မှာပွတ်ထားရမယ်လမ်းနာမှာအရန်ကိုလမ်းသူ့ရဲ့ပုံစံကနေခက်ကြိုက်တဲ့ပုံစံပဲအခုတော့ပညာစုံလို့ပြန်လာတယ်ဆိုတော့ကျင်ရတော့စုံပြီလားအခုတော့မှလေနေခက်ကသူ့ကိုခွင်းစင်နေပြီကိုကမေခက်ကိုချစ်တာဟုတ်မေခက်တကုံနဲ့ကုတ်ကကုတ်ကြားနဲ့မင်းနဲ့တဲ့သားလေးကိုလေဘေးနာကနေပြီးပြုစုယူရတဲ့ဇနီးကောင်းတယောက်ကိုမမေကတွေ့ထားတာပါပြောတော့ပညာချက်မင်္ဂလာဆောင်မှာဘလို့ဝစ်ရမှန်းမသိတဲ့မိန်းမကိုကျွန်တော်နဲ့ပေးစားလိုက်တာဆိုတော့ကျွန်တော်ဘာကြီးကသွားပြီပေါ့ငါမင်းနဲ့အတူတူအရက်ထိုင်တော့ sexy ကြကြလေး two piece ပဲပဲခဲ့ငါမိန်းမလုံးပါငါအိမ်ပေါ်လုံးပါမင်းပုံစံလည်းကြည့်ရောငါကြိုက်တဲ့ပုံစံလည်းမဟုတ်ဘူးအခုလိုလုပ်တာမင်းဖောက်ပြန်တာဒါဘယ်ဘာသာတရားမှခွင့်ပြုတဲ့ကိစ္စမဟုတ်ဘူးကွာအမေရိကမှာဒါလူခွေဖေအောင်နဲ့မင်္ဂလာဆောင်ပြီးဇနီးကိုအိမ်မှာထားပြီးတော့ဘယ်မှာသွားအိမ်ရလဲလူတိုင်းမှာသူ့လွတ်လပ်ခွင့်နဲ့သူဆိုတာရှိတယ်ကျွန်တော်မှလည်းကျွန်တော်လွတ်လပ်ခွင့်ဆိုတာရှိတယ်နွားတစ်ကောင်လုံးနှစ်ဖားချိုးထိုးခံရပြီးခြေတိုင်းမှာတဝဲလဲလဲနေမဲ့ကောင်မျိုးမဟုတ်ဘူးဒီနေ့ဒီလိုဖြစ်နေဆိုတာငါကြိုသိပြီသားဖောက်ပြင်ခြင်းနေကြတာပြင်သွားကြပါလားလူရန်ကလူဝိုက်စကားလေးဖြစ်နေပြီမရအောင်ကျွန်တော်ခွေးလင့်ဘွားရောက်ခဲ့တာ14-15နှစ်သားရွယ်ခဲ့ရပါဗျာအဲ့ဒါတွေပါတော့